ဖော်ပေါ်မှာစာရေးပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါသုံးသက်သွားမယ့်အကြောင်းအရာကသုံးသက်မယ်ဆိုတာထက်သုံးသက်တာတော့မဟုတ်ပါဘူးဒီကစားသမားတစ်ယောက်အကြောင်းပေါ့နော်ခရစ္စတီယာနိုရိုနယ်ဒိုအကြောင်းကိုပြောချင်တာဆိုတော့ကစားသမားဘဝစတင်တဲ့အချိန်ကနေပြီးတော့အခုတွင်းကိုတစ်ထောင်အိမ်မက်မက်တဲ့အသက်40ကျော်အရွယ်သူ့ရဲ့ဖြတ်သန်းမှုလေးကိုအဓိကပြောချင်တာဆိုတော့သူ့ရဲ့တခြားကောင်းတာတွေဆိုးတာတွေအဲ့ဒါတွေပြောတာမဟုတ်ပဲသူ့ဖြတ်သန်းမှုလေးလက်ရှိ Sporting Lisbon ရဲ့ကွင်းကပရိသတ်9200ဆန်တယ် Estadio Jose Alvalade ဆိုတော့ကွင်းဆိုတော့ဒီကွင်းမဖြတ်သိမ်းခင်ပေါ့တစ်နှစ်လောက်အလိုဆိုတော့အချိန်ကဘယ်လောက်သွားကြာမလဲဆိုတော့2002အောက်တိုဘာအဲ့မှာဒီ Sporting Lisbon ကသူတို့ဒါ Premier League ပွဲစဉ်ပေါ့နော် Portuguese League ပွဲစဉ်ဖြစ်တဲ့ Moreirense အသင်းနဲ့အိမ်ဝင်းပွဲကစားတယ်အဲ့ပွဲမတိုင်ခင်ဒီ Sporting Lisbon ကရာသီအဖွင့်မလှဘူး9ပွဲကစားတယ်2ပွဲပဲနိုင်တာတယ်အဲ့တော့ Sporting Lisbon ဆိုတာက Portuguese အမှတ်ပြီးပြိုင်ပွဲမှာ Porto Benfica တိုးလောက်မထင်ရှားပေမဲ့တတိယအင်အားအကြီးဆုံးနဲ့ Champion ဖလားကိုမျှော်လင့်လို့ရတဲ့အသင်းဒီအသင်းအနေနဲ့ဆို9ပွဲမှာ2ပွဲပဲနိုင်တဲ့ result ကမလုံလောက်ဘူးအဲ့ရလက်တွေကလည်းစိုးနေတယ်ပဲပြောရမှာပေါ့စိုးနေတာအခါမှာအဲ့ကျွန်တော်ကင်တာက Romania လူမျိုးနှီးပြ Bologna ကင်တာအဲ့ Bologna ကအဲ့အသက်18နှစ်သားလေးကိုကွင်းထဲကိုစပြီးတော့သူပထမဆုံးသူပေါ်ထွက်ခွင့်ပေးလိုက်တယ်အဲ့တော့ Cristiano Ronaldo ရဲ့ senior ကစားသမားဘွားဟာအဲ့ဒီပွဲကနေစပြီးတော့ Moreirense နဲ့ပွဲကစပြီးတော့အဲ့တရားဒီလုံးမှာ2002တုန်းကသူစုစုပေါင်းသူ3ပွဲကစားခွင့်ရခဲ့တယ်အဲ့တော့3ပွဲကစားခွင့်ရခဲ့တဲ့ပွဲကကျွန်တော်တို့အဲ့တော့ UEFA Cup ပြိုင်ပွဲပေါ့နော်အမမ Champions League qualify အဲ့ Champions League qualify မှာ Partizan Belgrade နဲ့ပွဲ Inter Milan နဲ့ပွဲပြီးတော့ Partizan Belgrade နဲ့ UEFA Cup ပွဲအဲ့ရာဒီမှာကသူ Champions League ကနေအုပ်စုအဆင့်ကိုဆင်းသွားတဲ့အတွက် Champions League Inter Milan နဲ့ပွဲသူကစားခွင့်ရတယ်ပြီးတော့ Europa League ကိုဆင်းသွားတဲ့အချိန်အဲ့တော့ UEFA Cup အဲ့မှာသူ Partizan Belgrade နဲ့ပြီးတော့နောက်တစ်ခုကဒီ Braga အသင်းကိုရှုံးတဲ့ပွဲအဲ့3ပွဲတော့အဲ့ဒီ3ပွဲမှာဘယ်သူကစားခွင့်ရတယ်ကစားခွင့်ရပြီးတော့ assist တစ်လုံးလုပ်ပေးတယ်လုပ်ပေးပြီးတဲ့နောက်မှာအဲ့ Moreirense နဲ့ပွဲကိုသူကစားခွင့်ရတာအဲ့ Moreirense နဲ့ပွဲက Ronaldo ရဲ့အခုဒါသွင်းကိုထောင်သွားတဲ့မှတ်တမ်းမှာသူရဲ့ပထမဆုံးသွင်းကိုဖြစ်လာမယ့်ပွဲပေါ့နော် Alvalade မှာကစားနေတယ်မိနစ်30ကျော်လာပြီ30ကျော်လာတဲ့အချိန်မှာအဲ့ Sporting Lisbon ရဲ့စပိန်ကွင်းလယ်ကစားသမား Tonito ဘောလုံးကိုဒီနောက်ဘောလီနဲ့ Ronaldo ရဲ့ပြေးလမ်းတွေကိုချပေးလိုက်တယ်ချပေးလိုက်တဲ့အချိန်မှာ Ronaldo ကအဲ့ဘောလုံးကိုနည်းနည်းလေးတစ်ချက်ထုတ်တယ်ထုတ်ပြီးတော့ကစားသမားတစ်ယောက်ကိုကြော်တယ်သူ့ရဲ့ pace ကအဲ့ကစားသမားကိုကြော်ဖြတ်ဖို့လုံလောက်တဲ့အပြင်နောက်တစ်ယောက်နဲ့တွေ့တဲ့အချိန်မှာ step over နဲ့ထပ်ကြော်တယ်ပြီးတော့ဒီ Moreirense ရဲ့ကိုသမား João Ricardo ကိုACC ပဲကြော်ဖြတ်ပြီးသွန်းသွားတယ်ပထမဆုံး senior ကိုပဲပရိသတ်တွေအကုန်လုံးကလက်ခုပ်တီကြဂုဏ်ပြုကြသူတို့အသင်းအတွက်ကျေပွန်ကစားသမားလေးကိုအဲ့မှာ Ronaldo ကလည်းသူအိမ်ချိုးပြီးတော့လေးတော့မြောက်ပြီးတော့အောင်မွေးတွေပဲခံလူတိုင်းကအလားလာအရန်ကောင်းတယ်ဆိုတော့မြင်ကြတယ်ဒီကောင်လေးတော်တော်ကောင်းလာမယ်ဆိုပြီးတော့မြင်ကြတယ်အဲ့အကြောင်းကို Cristiano Ronaldo ကသူကအမှတ်တရပြန်ပြောပြတာနောက်ပိုင်းမှာတမိုင်းဝင်မဲ့တွင်းကိုပေါင်းများစွာရဲ့အစဆိုတော့လူတွေကအဲ့လောက်ထိတော့မရိပ်မိကြဘူးပေါ့နော်ဒါပေမဲ့ကစားသမားကောင်းတူအနေနဲ့သူ့ရဲ့တွင်းကိုများစွာမှာဒီကိုကပထမဆုံးဖြစ်လာမယ်ဆိုပြီးတော့သူတွေးကြတယ်နောက်ပွဲမပြီးခင်မှာပဲဒုတိယကိုကောင်းတိုက်ပြီးတော့သူထက်သွင်းတယ်အဲ့တော့အဲ့ဒုတိယကိုကလည်းတွင်းကိုထောင်ကိုအခုပြောမှဆိုသိမလို့တော့ဘူးပေါ့အဲ့ထဲကနောက်တဲ့ဒုတိယကိုဖြစ်ခဲ့တယ်ဖြစ်ခဲ့ပြီးတော့ Ronaldo ရဲ့ကစားသမားဘွားဟာအဲ့ဒီအချိန်မှာတွေကတောက်မမီးကတရေရဲဆိုတဲ့ပုံစံမျိုးနဲ့ထိတ်တန့်နေပြတယ်ဆိုတော့ Lisbon ကြုံနေရတဲ့ပြဿနာကအသင်းမှာတည်းသူတို့ထားခြင်းတယ်ငွေကြီးအကျက်တဲလည်းရှိတယ်ဒီကောင်လေးကဒီ Arsenal နဲ့ချိတ်ဆက်နေတယ် Arsenal လေးကျရင်ကွင်းကိုရောက်တယ် Arsene Wenger ကအပိုင်တွက်ထားတဲ့ကစားသမားဆိုတော့လေသူတို့သိတယ်ဆိုတော့သိတဲ့အခါကျတော့ဆက်ထ
ထိန်းထားမယ်သူမို့ဆက်ရောင်းထုတ်ရမယ်ဆိုတဲ့အနေအထားခက်တာအဲ့ဒီခက်ကအသက်ဒီ16နှစ်ပေါ့နော်အဲ့ဒီအရွယ်လေးတွေအတွက်ဈေးရလည်းအများကြီးရနိုင်မှာမဟုတ်ဘူးသူတို့အတွေ့ရ16 19ပေါ့ဟိုတော့သူ့ရဲ့ဘဝအခီးစားအဲ့ဒီကနေစတာအခုဘာပြောရိုနယ်ဒိုက9တောင်ပြည့်တော့မယ်နာနီကဘာပြောလဲဆိုတော့ရိုနယ်ဒို9တောင်လော်လော်လေးနဲ့ပြည့်သွားမှာပါတဲ့ကျွန်တော်တန်ကြားမရှိဘူးသူပြောတယ်နာနီက United မှာရော Sporting Lisbon မှာရောရိုနယ်ဒိုရဲ့ခြေအားနည်းနဲ့သူပေါ့ဒါပေမဲ့သူထင်သလောက်ဖြစ်မလာခဲ့ဘူးကောင်းတာတော့တော်တော်လေးကောင်းတယ်ဆိုတော့နှစ်ပေါင်းများစွာရိုနယ်ဒိုကအဲ့ဒီအရာကိုစိတ်ထဲထည့်ခဲ့တာအခုမှထပြီးတော့9တောင်ဆိုအိမ်မက်တာမဟုတ်ဘူးတဲ့သူကအတွင်းသိဆိုသူကသိမှာပေါ့လေသူအဲ့ဒီဟာကိုပြောတယ်ဆိုတော့ပီလီတို့ရိုမာရီယိုတို့ကစားသမားတွေကသူတို့လည်း9တောင်ကျော်လို့ပြောကြပြီမဲ့သူတို့ဂိုးတွေထဲမှာက official မဟုတ်တဲ့ဂိုးတွေပါနေတယ်ရိုနယ်ဒိုရဲ့ဂိုးကတော့အဲ့9တောင်တော့မှတ်တမ်းရှိတယ် official ပွဲတွေကြီးပဲဆိုတော့ဒါသူကတမိုင်းတစ်ချောက်ပထမဆုံး official တွင်း9တောင်ပြည်လာမဲ့သူဆိုနာနီကပြောတာပြီးခဲ့တဲ့3နှစ်လောက်ကနည်းနည်းလေး controversial ဖြစ်မဲ့အပြောင်းအရွှေ့တစ်ခုဖြစ်သွားတယ်ခရစ္စတီယာနိုရိုနယ်ဒိုက Saudi Pro League ကိုရောက်တယ်အယ်နာဆာကိုသွားတယ်2021-22မှာ Manchester United အသင်းအတွက် Premier League ကို18ကိုအပြင် Champions League မှာလည်း9ပွဲမှာ6ကိုသူသွင်းတယ်အဲ့သွင်းပြီးတော့နောက်ရာသီမှာနည်းနည်းအဆင်မပြေမှုတွေများလာတယ်ပထမရာသီပေါ်မှာသူ3ဂိုးပဲရတယ်Eric Ten Hag က Ronaldo ကိုတချို့ပွဲတွေမှာသူ့ကိုအရန်ကိုထိုင်ခိုင်းတယ်တချို့ပွဲတွေမှာသုံးတယ်တချို့ပွဲတွေမှာမသုံးနိုင်လည်းရှိတယ်ဒါပါတော့နောက်ဆုံးအဲ့ပြဿနာတွေတော့အားလုံးလည်းသိပြီးသားပါနောက်ဆုံးမှာဒီ PS Morgan နဲ့ interview လုပ်တယ် interview လုပ်ပြီးတော့ Eric Ten Hag ကိုဝေဖန်တယ်နော်အသင်းနဲ့ပတ်သက်ပြီးတော့ဘာမှတို့တဲ့ပြောင်းလဲမှုတွေမရှိဘူးဆိုတဲ့ကိစ္စတွေသူထောက်ပြတယ်ပြီးတော့သူထွက်သွားတယ်နော် over ဒီပဲစာချုပ်ဖြတ်သိမ်းလိုက်ကြတယ်သိမကြခင်ပဲဒီအာနာဆာနဲ့နှစ်ခွဲစာချုပ်ချုပ်တယ်တစ်နှစ်ကိုယူရိုတန်း200ပေါင်189တန်းယူရိုတန်း200ကျော်ပေါ့အဲ့တော့ဒီအာနာဆာရဲ့ကန်လာမှုသူလက်ခံလိုက်တယ်အဲ့တော့အာနာဆာကိုရိုနယ်ဒိုရောက်လာမယ်ဆိုတာကသူတို့အတွင်းပိုင်းမှာရှိတဲ့ကစားသမားတွေကတစုံတစတော့သိနေကြပြီတော့အဲ့ဒီထဲမှာ Alvaro Gonzalez လည်းပါတယ်စပိန်ကစားသမားပဲငါတို့အသင်းတော့နာမည်ကြီးပြီလို့သူတွေးတယ်ပေါ့နော် Alvaro Gonzalez က Ronaldo နဲ့ La Liga မှာပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့မှုတဲ့ပွဲတွေသူ Espanyol မှာကစားဘူးတယ် Villarreal မှာကစားဘူးတယ်El Nassr က Saudi Pro League မှာအမှတ်ပေးချန်ပီယံ10ချိန်ရဘူးတယ်ဒါပေမဲ့2019ကတည်းကသူတို့မရတော့ပြီးတော့နောက်ထပ်ပြဿနာတစ်ခုကEl Hilal ရှိနေတယ် El Hilal က Saudi မှာအင်အားအကြီးဆုံးလို့ပြောလို့ရတယ်နောက်ပိုင်းမှာEl Nassr ကတက်လာတဲ့အခါကျတော့သူတို့နှစ်သင်းကဒါအထူးပြိုင်ဆိုင်တဲ့အသင်းတွေနောက်အာရှအဆင့်ပေါ့နော်အာရှ AFC Champions League ကိုသူတို့မရဘူးအဲ့တော့ Saudi ရဲ့ထိပ်တန်းအသင်းအာရှမှာလည်းအဆင့်အတန်းတစ်ခုမှာတော့ရှိနေတဲ့အသင်းဒါပေမဲ့ El Nassr ဆိုတဲ့ပုံရိပ်ကဘာဆိုမှမဟုတ်သေးဘူးဒါပေမဲ့ Ronaldo ရောက်လာတဲ့အချိန်ကစပြီးတော့တိုးတက်သွားတယ် El Nassr ဆိုတဲ့နာမည်အပေါ်မှာလူသိတဲ့ရာခိုင်နှုန်းဟာရေးတော့လို့မရတော့အောင်မြင့်တက်သွားတယ် Ronaldo မရောက်လာခင်တည်းက Alvaro Gonzalez ရဲ့မိသားစုတွေပြီးတော့မိတ်ဆွေတွေကလည်းဟဲ့မင်းတို့စီကို Ronaldo ရောက်လာမယ်အတင်းတွေထွက်နေတယ်ဟုတ်လား message တွေပါတယ်ပို့တယ်အဲ့တော့ဟုတ်မဟုတ်တော့မသိဘူးငါတော့မယုံပါဘူးလို့သူပြောခဲ့ဘူးတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့သတင်းတွေကနီးစပ်လာတော့ဘလုံးသမိုင်းမှာအခမ်းအနားဆုံးကစားသမားတွေကတယောက်နဲ့ငါကစားရတော့မယ်ဆိုပြီးကိုသူရင်းနေခုံနေဆိုတဲ့အကြောင်းပြောတယ်နောက်တော့အဲ့ဒီအချိန်မှာအသက်39ဖြစ်နေပြီ Ronaldo တကယ် El Nassr ကစားသမားဖြစ်လာတယ်ပြီးတော့ဒီပရိသတ်မိတ်ဆက်ပွဲတွေပဲလုပ်တယ်ကမ္ဘာမှာအထူးဆန်းဆုံး presentation တွေကတခုဖြစ်နိုင်တယ်ဆိုပြီးတော့ Gonzalez ကပြောတယ်အဲ့တော့ကစားသမားတွေအကုန်လုံးက Ronaldo ဒီမိတ်ဆက်ပွဲမလုပ်ခင် locker room နဲ့ကနေသွားမှာဦးဆိုတော့ဝယ်လဲကန်းမှာသူတို့စောင့်နေကြတယ်တချို့ကစားသမားတွေက Alvaro Gonzalez ပြောပုံရဆိုတချို့ကစားသမားတွေကလန့်နေတယ် Ronaldo
ရိုနယ်ဒိုဆိုတဲ့သူကြီးအပြင်မှာမျက်ဝါးထင်တယ်သူတို့ကဖြစ်ရတော့မှာဘူးဒါပေမဲ့ရိုနယ်ဒိုအဝယ်လဲကနေရောက်လာတဲ့အချိန်မှာသူ့ပုံစံကအရန်နှစ်လို့ပဲကောင်းတယ်အရန်ရင်းနှီးတယ်နုနုထွေးထွေးပဲအကုန်လုံးနဲ့တယောက်ချင်းနှုတ်ဆက်တယ်အဗာရိုကိုကြတော့အဗာရိုဟာယူဆိုပြီးတော့သူ့နာမည်နဲ့သူ့ကိုဘိုင်နင်းတက်ပြီးတော့ဟိုသူနှုတ်ဆက်တယ်ပေါ့နှုတ်ဆက်တဲ့အခါကျတော့သူကစောပြောလာလီဂါမှာလည်းသူရင်ဆိုင်မှုတော့အဲ့မှာ Álvaro González ကသူအရန်ကိုယူသွားတယ်ရိုနယ်ဒိုကသူ့ကိုဖယ်လေကန်ဆက်ဆံတဲ့အတွက်ပြီးတော့ဟိုသူ့ကိုမှတ်မိနေတဲ့အတွက်နာမည်နဲ့တော့မှတ်မိနေတဲ့အတွက်ပြီးတော့ Álvaro ကဒီ Al Nassr ရဲ့ training ရိုနယ်ဒိုလိုအနေအထားမျိုးနဲ့ Al Nassr မှာ training လုပ်မလုပ်ဘာမှပြဿနာမရှိဘူးမဲ့တာမန်တောင်မဟုတ်ပဲနဲ့တာမန်ထက်တော့မှပိုလုံနေသေးတယ်တကယ် animal ပဲဘောလုံးကိုသူတော်တော်ချက်တာပဲသူ့အခုချိန်ဒီအဲ့ဒီအရာကြီးကမောင်းနေတော့မယ်သူစံချိန်တွေချိုးချိန်နေတော့မယ်ပို့ပြီးတော့ကောင်းချိန်နေတော့မယ်အဲ့ဒါကြီးကကျွန်တော်အတွက်တကယ်မယုံနိုင်ကြပဲဆိုပြီးတော့ Álvaro ကပြောတယ်ရိုနယ်ဒိုက sorry Pro League မှာပထမဆုံး9ပွဲမှာ8ဂိုးစသွင်းတယ်အဲ့8ဂိုးကပွဲသွင်းတာ3ပွဲပေါ့နော် El Wada နဲ့ပွဲမှာ4ဂိုးရယ်နောက်တစ်ပွဲဘာလဲမသိဘူး3ဂိုး hat trick သွင်းတယ်အဲ့တော့အဲ့နှစ်ပွဲနောက်တစ်ပွဲစုစုပေါင်း8ဂိုးသွင်းတယ်ပေါ့သူ့ရဲ့ impact ကလည်းတော်တော်ကြီးတယ်တွားတဲ့မြို့တိုင်းကွင်းပြိတက်ကွင်းပြည့်တယ်တွားတဲ့မြို့တိုင်းကိုယ်အိမ်ကွင်းတွေမကောက်ဘူး sorry မှာရှိတဲ့အဝေးကွင်းပွဲစဉ်တိုင်းပြိတက်အပြည့် sorry မှာပုံမှန်အဖြစ်ဒီဘောလုံးပွဲတွေမှာလုံခြုံရေးကတော့ရှိပြီးသားပဲလေဒါပေမဲ့ရိုနယ်ဒိုရောက်လာတဲ့အချိန်မှာလုံခြုံရေးအင်အားကအဆ20တိုးရတယ်ဟိုတယ်တွေမှာအခန်းတွေပြည့်တယ်လူတိုင်းကသူနဲ့တွေ့ကြတယ်သူနဲ့ဓာတ်ပုံရိုက်ချင်တယ်အဲ့တော့ရိုနယ်ဒိုကအဲ့ပြိတက်တွေကိုသူကထွက်တွေ့ခြင်းပဲမဲ့တကယ်သာတွေ့မယ်ဆိုရင်သူအနားတော်ရမှာမဟုတ်တော့ဘူးကော်ဖီတော့ easy တောက်လို့မရဘူးဆိုတဲ့အနေအထားကြီးဖြစ်လာတယ်အဲ့တော့ sorry Pro League ဟာပြည်တွင်းမှာအဲ့လိုမျိုးတွေအပြောင်းအလဲတွေဖြစ်နေသလိုကမ္ဘာမှာလည်း sorry Pro League ကလူတွေစိတ်ဝင်စားလာကြတယ်ပေါ့ဆိုတော့ဒီနေရာမှာ sorry ရဲ့ဒီ sports watching အပါဝင်တခြားဟာတွေကျွန်တော်မပြောဘဲနဲ့ Ronaldo အကြောင်းပဲပြောတာเนาะဆိုတော့ Real Madrid လို့အသင်းမျိုးမှာ Ronaldo ကအရာရာကိုပြောင်းလဲနိုင်ခဲ့တော့ sorry မှာဘာကြောင့်မပြောင်းလဲနိုင်ရမှာလဲဆိုတော့အတွေ့အမျိုးအားလုံးရှိတယ်နောက်တစ်ပြေးနဲ့ Ronaldo နဲ့အသင်းသားတွေနဲ့ခင်လာတယ် Ronaldo ကအသင်းမှာတော့ပုံမှန်လူပဲနေတယ်ဒီအသင်းဖော်တွေထက်နာမည်ဟာအစရာထောင်မကပိုကြီးမားတယ်ပုံရိပ်ကြီးမားတဲ့ကစားသမားဖြစ်ပေမဲ့လေ့ကျင့်ခန်းအစီအစဉ်မှာသူကဟိုအပြင်းထန်ဆုံးသူကကြိုးစားနေတော့မယ်အဲ့တော့လူတွေက Ronaldo ဖြစ်ဖို့အတွက်စိတ်ကူးရင်လည်းဆိုရင် Álvaro González ကကျွန်တော်လည်း pro ကစားသမားပဲတဲ့ Ronaldo ဖြစ်ဖို့စိတ်ကူးမိရင်လည်း Ronaldo ဖြစ်ဖို့စိတ်ကူးရင်အရန်ပင်ပန်းလိမ့်မယ်အဲ့ Ronaldo မဟုတ်လို့ Ronaldo လို့ပြောနေတာဆိုသူပြောတာတကယ်လည်းအမှန်တရားပဲမဖြစ်နိုင်တဲ့ကိစ္စတွေကိုစိတ်ကူးနေတာထက်ကိုယ့်ရဲ့နေ့စဉ်ဘဝလက်တွေ့ဘဝမှာတနေ့တစ်နေ့ပိုကောင်းအောင်လုပ်ဖို့ပိုအရေးကြီးတာပေါ့ဆိုတော့ထားပါတော့နောက်ဆုံးကျတော့ဒီ Ronaldo နဲ့အသင်းနဲ့ပို့ပြီးတော့နှွေးထွေးလာတယ်လိုက်ရောညီတွေရှိလာတယ် Ronaldo ကမထင်ဆိုဟာသားတွေလည်းပြောတယ်ပြီးတော့ဘောလုံးကွင်းပြင်ပ activities တွေစီစဉ်တယ်တခါလေ Ronaldo ဦးဆောင်ပြီးတော့ training ground မှာပဲသူညသာအတူစားကြတယ်အပြင်ထွက်ရင်လူတွေအရန်ရှုပ်လုံးလို့သူတို့အပျော်တွေကိုအသင်းတွေမဲ့ရှာကြတယ်ဆိုတဲ့အနေအထားမျိုးတခါလေကျတော့ည7 နာရီသူတို့နေကြတယ်ကျမ်းမာရေးနဲ့တင်တော်တဲ့အစားအသောက်တွေကို Ronaldo ကစီမံပြီးတော့စားတော့ကြတယ်အဲ့တော့ Ronaldo ရဲ့ဘဝတွေ Ronaldo ရဲ့ရှားစီးပွားရေးလုပ်ငန်းတွေဘောလုံးအပေါ်သူ့ရဲ့အမြင်တွေသူကဒီအသင်းသားတွေကိုသူကမျှဝေပေးတယ်အဲ့တော့ Álvaro González က Ronaldo ကတကယ် motivational speaker ကောင်းတစ်ယောက်ဖြစ်နိုင်တယ်အင်မတန်စကားပြောကောင်းတယ်ဘာကြောင့်လဲဆိုတော့သူ့စီမှာအရန်ကြီးကျယ်ခမ်းနားတဲ့အတွေ့အကြုံတွေဖြတ်တန်းမှုတွေရှိနေတယ်ဖြစ်ရှိတဲ့အခါကျတော့အဲ့ဒီအကြောင်းတွေကိုသူပြောပြတဲ့အခါမှာကစားသမားတွေအကုန်လုံးကငြိမ်ကိုပြီးတော့ဟိုနားထောင်ကြတယ်ပေါ့ဆိုတော့အတင်းကပြောဖို့တော့ကောင်းပြီမဲ့ပြဿနာတစ်ခုကဘာလဲဆိုတော့အဟီလာရဲ့လွှမ်းမိုးမှုတို့ Ronaldo လည်းမကြော်လွှားနိုင်ဘူး Ronaldo ရောက်လာတဲ့အခုချိန်ဒီ sorry Pro League အမှတ်ပေးချန်ပီယံမဖြစ်သေးဘူး Ronaldo ကသူဟာဘောလုံးကိစ္စကြောင့်လာတာဖြစ်တယ်လို့ sorry ရဲ့ image အတွက်လာတယ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့သူဟာလာစာယူဖို့တသက်မဟုတ်ဘူးသူ့အနေနဲ့နှက်ပြီးတော့နေလို့ရရင်ပဲအဲ့ဒီဖလားကိုသူအသေးအံတူကျင်တယ်သူခုအဲ့ဒီ sorry Pro League အမှတ်ပေးချန်ပီယံဆိုအတွက်သူကစားသမားတွေကိုသူမဖြစ်ပြအောင်ယူသွားခြင်းနဲ့ငါအဆောင်ကိုကြိုးစားမယ်မင်းတို့လည်းအဆောင်ကိုကြိုးစားကြငါ့ကိုကူညီတာမဟုတ်ကိုကိုကူညီတာဆိုတဲ့ဟာမျိုးတွေသူပြောတယ်
တော့ထားပါတော့ဟိုစရောက်တော့ကသူအဲနာဆာမှာသူတွေ့တာရိုဒီကာဆီယာကျွန်တော်ရိုမာနီပြဟောင်းဒါပေမဲ့အချိန်အများကြီးမရလိုက်ဘူးပြီးတော့ဒီအဲ့ဒီအချိန်မှာအပြောင်းလဲတစ်ခုပဲကျွန်တော်တို့ဝါကတ်မှာခြေစွမ်းပြသွားတဲ့ကင်မရာတိုက်စစ်မှုအဘူဘေကာကဒီအနာဆာရဲ့ထိပ်တန်းကိုသွင်းရှင်ကစားရလဲကောင်းတယ်ရိုနာဒိုရောက်လာတော့သူတို့နှစ်ယောက်တွဲကစားဖြစ်သေးတယ်ဒါပေမဲ့နောက်ပိုင်းကျတော့အဘူဘေကာကဟိုဘေးရောက်သွားတယ်ပေါ့လေရိုနာဒိုရောက်လာမှာတော့ရိုနာဒိုအဘူဘေကာနေရာကိုဝင်လာတယ်ဂိုးတွေသွင်းတယ်ဒါပေမဲ့အမပြေးတိုင်ပွဲမှာဒုတိယနေရာနဲ့ပဲပြီးတယ် ESP Champions League ဝင်ခွင့်ရတယ်အဲ့တော့ Champions League ဝင်ခွင့်ရတော့နောက်နှစ် Champions League အိမ်မက်မှန်းလို့ရပြီအဲ့တော့2023-24 AFC Champions League မှာ Ronaldo 10ပွဲမှာ6ဂိုးသွင်းတယ်ဒါပေမဲ့ Al Nassr က quarter final မှာ UAE က LN ကို penalty အဆုံးဖြတ်နေအဲ့ပွဲကသူတို့နိုင်တဲ့တတိုင်းတိုင်းအခွင့်အရေးတွေရပါလျက်နဲ့နောက်ဆုံး penalty အဆုံးဖြတ်ရသွားပြီသူတို့ရှုံးသွားတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့နီးပြက Luis Castro ဖြစ်လာတယ်Castro ဖြစ်လာပြီးတော့အဲ့ Castro နဲ့ဆက်သွားတာလည်းဒုတိယပဲထည့်ရတယ်ဟယ်လာနဲ့အမှတ်က14မှတ်တောင်ပြတ်သွားတယ်အစောကြီးကဟယ်လာကချန်ပီယံဖြစ်တေချာပြီးသားဆိုတာအနေထားအဲ့တော့ Ronaldo ကတော့ဂိုးတွေသွင်းလုံးပဲ31ပွဲမှာ35ဂိုးသွင်းတယ်ဟယ်လာရဲ့အထူးကတိုက်စစ်မှု Mitrovic ကျွန်တော် Fulham တိုက်စစ်မှု Serbia တိုက်စစ်မှုဟောင်းပေါ့နော် Fulham တိုက်စစ်မှုဟောင်းပေါ့ကြော်ပြီးတော့သူဂိုးသွင်းပြီးရင်တော့သူရတယ်ရပြီမဲ့ခတ်တာကအောင်မြင်မှုတော့အမခံချက်မရှိဘူးဟယ်လာကပွဲတိုင်းကိုခြေစွမ်းပြပြီးတော့ပွဲတိုင်းကြီးပါနိုင်ပြီးတော့Dosari တို့ Mitrovic တို့ Milankovic တို့ထားပါတော့အဲ့တော့နောက်ကြသည်ကတ်ဆိုအစောကြီးရပြုတ်တယ်အဲ့မှာ AC Milan နဲ့ Scudetto တို့ရခဲ့တဲ့ Pioli ရောက်လာတယ်Stefano Pioli ကအသင်းကိုဦးဆောင်တယ်အသင်းကထုံးစံအတိုင်းပဲ Ronaldo ကတော့ဂိုးတွေသွင်းတယ်ပွဲ30ကစားတယ်25ဂိုးသွင်းတယ်ဂိုးသွင်းပြင်ထပ်ဖြစ်တယ် Ivan Toney ကဒုတိယရဲ့ဒါပေမဲ့ Al Nassr ကအဲ့ဒီရာမှာပို့ဆိုးသွားတယ်အဆင့်3နဲ့ပဲပြီးတယ် Champions League ပြိုင်ပွဲမှာလည်းဒီဗာလေ quarter final ထက်ရောက်တယ်ရောက်ပြီးတော့ Yokohama ကို Marinos ကို F Marinos ကို quarter final မှာ sorry Yokohama ကိုနိုင်တယ် quarter final မှာနိုင်တယ်အိမ်ဝင်း 4-1 ပွဲ Ronaldo 2ဂိုးသွင်းတယ်ပြီးတော့ semi final မှာဒီ Kawasaki Frontale အဲ့အသင်းကိုဖြုံးပြီးထွက်လာပြန်နောက်ရာသီကြတော့ဒီရာသီကျတော့ Al Nassr က Champions League ဝင်ခွင့်တောင်မရလိုက်ဘူးဘာကြောင့်လဲ 1-2 မဝင်တဲ့အတွက်ကျွန်တော်တို့ဥရောပမှာဆို Europa League ပေါ့နော် Europa League လို့ပြိုင်ပွဲအာရှရဲ့ဒုတိယတန်းစားပြိုင်ပွဲပဲဝင်ခွင့်ရတယ်အဲ့တော့ Ronaldo ရတဲ့တလုံးနဲ့တော့ Super က2023တုန်းကဒီ Arab Club Champion အဲ့တော့ဒီအဲ့မှာတော့ Al Hilal ကို final မှာသူတို့နိုင်သွားတယ် Ronaldo လည်း2ဂိုးသွင်းတယ်နောက်တော့ Álvaro González အသင်းကထွက်သွားတယ် Al Nassr လို့အသင်းမျိုးထိတန်းကောင်းကောင်းတွေအများကြီးရှိတယ်ကျယ်ပွင့်နေစုဆောင်းထားတယ်စီလိုမာနေတို့လည်းရှိတယ် Ronaldo ကြီးဥဆောင်နေတယ်ကစားသမားကောင်းတွေလည်းရှိတယ်အဲ့ဒီအသင်းတော် Saudi Pro League မှာပုံမဆွဲဘူးဆိုတာကဒီပြိုင်ပွဲဘလောက်တောင်းတင်တယ်လဲဆိုတော့ပြတယ်ဆိုတဲ့အမြင်ဘက်ကနေသူကပြောတယ်အဲ့ဒါကိုဒီ Al Hilal ရဲ့ဒီ CWC တော့ Club World Cup တုန်းက quarter final ရောက်ခဲ့တဲ့အဆင့်အတန်းကိုလည်းသူထောက်ပြတယ် Manchester City ကိုကျော်ပြီးတော့ quarter final ထိတက်သွားတယ် Manchester City ကို Al Hilal နိုင်ကစားသွားတယ်အဲ့တော့ထားပါတော့နောက်ဆုံးတော့ Saudi Pro League ကို Ronaldo မရသေးဘူး Saudi Pro League ဟာဟို Álvaro González ရဲ့အဆိုအရလူတွေထင်သလိုလွယ်ကူတဲ့ league ပြိုင်ပွဲမဟုတ်ဘူးတကယ် highest level မှာကစားနိုင်တဲ့ကစားသမားကောင်းတွေအများကြီးရှိနေတဲ့ပြိုင်ပွဲဆိုတော့ Ronaldo တယောက်တည်းဦးဆောင်ရုံစူးစမ်းရုံနဲ့မရနိုင်ဘူးအသင်းမှာရှိတဲ့ထိပ်တန်းကျယ်ဝန်းတွေအကုန်လုံးလည်းစူးစမ်းရုံနဲ့မရနိုင်ဘူးတိုက်တဲ့အတွက်အမခံချက်မရှိဘူးရရင်လည်းရမယ်ရကြမှာလည်းရမယ်အဲ့တော့အသင်းထိပ်တန်းကစားသမားတွေထပ်ခေါ်တယ်Etihad ကဒီ Benzema ကိုခေါ်တယ်အခု Benzema လည်းAl Hilal ကိုရောက်သွားပြီတခြားအသင်းတွေကလည်း Ronaldo လိုပဲAl Hilal ဆိုလည်းတကယ်ထိပ်တန်းကစားသမားတွေအပြည့် Ruben Neves တို့Etihad ဆိုလည်း N'Golo Kante တို့เนาะဒီ Benzema အစရှိသဖြင့်ပေါ့ပြီး Mahrez တို့ဒီ Firmino တို့အတူတူကစားခဲ့တဲ့အသင်းဒီ Ivan Toney တို့ဆိုတော့အသင်းတွေကကောင်းတဲ့အခါကျတော့ဟိုအမှတ်ပေးချန်ပီယံဖြစ်ဖို့ကမလွယ်ဘူးဒါပေမဲ့ sorry အမှတ်ပေးပြိုင်ပွဲရဲ့အားနည်းချက်ကပါလဲဆိုတော့ကျယ်ပွင့်နေ
ခုနောက်ပိုင်းတော့ခေါ်လာပြီဘရာဇီးကအသက်20 21အရွယ်တွေဂျပန်ကကစားသမားတွေအစရှိတဲ့ခေါ်လာပြီမဲ့ready made ကစားသမားတွေပဲခေါ်ပြီးတော့သူတို့ရဲ့လူငယ်စီမံကိန်းတွေစနစ်မကျသေးဘူးမကျသေးတဲ့အတွက်အသင်းတွေကအဆင့်မြင့်နေဆိုတာကနေချင်းညာချင်းပျောက်သွားနိုင်သေးတယ်ဆိုတော့အဲ့ဒီအပိုင်းတွေ sorry pro league အသင်းတွေတိထပ်ပို့ပြီးတော့အချိန်မြင့်ဖို့လိုတယ်ဆိုပြီးဒီ Alvaro Gonzalez ကထောက်ပြသူရတာအမှန်ပဲနောက် sorry pro league နဲ့ AFC ပေါ့နော် AFC ဆိုရင် sorry အသင်းတွေ AFC Champions League မှာပို့ဆိုဖို့ဘာကြောင့်ခက်တယ်လဲဆိုပုံမှန်အားဖြင့်တော့ဒီဖလားတွေကဒီ Al Hilal Etihad ဒီ Al Nassr ဒီလိုအသင်းမျိုးတွေကရွေးရနေမဲ့ဖလားပေါ့နော်ဒါပေမဲ့ AFC မှာစီးမြင်ရပါလဲဆိုတော့ foreigner 3ယောက် plus ဒီနိုင်ငံမတူတဲ့အာရှသား1ယောက်ဆိုတော့4ယောက်ပဲရတယ်အဲ့တော့အသင်းမှာရှိသမျှ invite အားဖြင့်အကုန်အစုံ3ဝင်မရှိတဲ့အတွက်ဒီ AFC Champions League ရဖို့ပိုခက်တယ်ဆိုပြီးတော့သူပြောတယ်အဲ့ဆိုတော့ဘာကြောင့်လဲဆိုတော့အဲ့တော့ဘာဖြစ်ပြည်တွင်းကစားသမားတွေမကောင်းလို့မရဘူးပြည်တွင်းကစားသမားတွေကောင်းမှဖြစ်မှာဒါမှလည်းဒီ AFC Champions League ကိုရမှာဆိုပြီးပြောတာဒါလည်းမှန်တယ်နောက်တော့ဒီ9000အိမ်မက်ပေါ့နော်အနာဆာကဒီယာတီမစခင်မှာဒီရိုနယ်ဒိုရဲ့ငယ်တငယ်ချင်းရိုနယ်ဒိုရဲ့တငယ်ချင်းဂျိုဆေးဆမေရိုကသူကိုယ်တိုင်နဲ့ပေါ်လုံးသမားဟောင်းစပေါ်တင်လက်ဆိုမှာကစားဘူးတယ်ချာလ်တန်မှာကစားဘူးတယ်ရှက်ဖီဝမ်စတေးမှာကစားဘူးတယ်အဲ့ကစားသမားကိုအနာဆာကအတင်းရဲ့ CEO ဆိုခံလိုက်တယ်နောက်နီးပြရာတို့အတွက်ကျွန်တော်တို့ဟူဘန်အမော်ရင်ရဲ့ဆရာလည်းပြောလို့ရတယ်အမော်ရင်နဲ့ဒီကစားသမားဘဝမှာပြဿနာတွေတက်ခဲ့ဘူးတယ်အမော်ရင်မကျေနပ်ဘူးလို့ပြောလို့ရတယ်ထိတ်တန်းနီးပြဝါရင်ဒီ George Jesus ပေါ့နော် George Jesus တော့ Benfica ကင်မှုတယ် Flamengo ကင်မှုတယ်El Hilal မှာလည်းဒီ title တွေယူထားတာသူနဲ့ယူထားတာGeorge Jesus ရောက်လာတယ်အသင်းကိုဟို Joao Felix တို့ Kingsley Coman တို့နာမည်ကြီးတွေထက်ရောက်လာတယ်မာနေရှိပြီးသား Ronaldo ရှိပြီးသားအဲ့တော့ဟိုအသင်းမှာ sorry လက်ရွေးစင်ကစားသမားတွေရောနောက်ဟိုကောင်းလေးတူလဲအာဆနယ်တို့ကတော့မှအသေးအံလိုက်လိုက်သေးတယ်ပြင်သစ်ကလေယွန်ကအာဝါနော်အာဝါတို့ကတော့သူတို့ရောက်လာတယ်အဲ့တော့ဒီယာဒီကအမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက်တော်တော်လေးတော့ဟိုမျှော်လင့်လို့ရတဲ့အနေအထားမှာရှိတယ်ရိုနယ်ဒိုလည်းဟိုဂိုးတွေစတိုက်သွင်းပေးနေတယ်ယာဒီအဖွင့်ကိုပွဲဆိုသူတပွဲပဲကိုမရတာကျန်တဲ့ပွဲတိုင်းသူကိုသွင်းတယ်နောက်တစ်ခုမက်ဆီပေါ့နော်ပြီးခဲ့တဲ့နိုဝင်ဘာတုန်းကမက်ဆီကအင်တာမိုင်မီနဲ့ MLS ချန်ပီယံရသွားတယ်အခါကျတော့ရိုနယ်ဒိုကသူလည်းမက်ဆီအခုဒီအမေရိကကိုမေဂျာလိမှာဖလားရဆိုတော့သူလည်းယူကျင်မှာပဲဆိုပြီးတော့ Alvaro Gonzalez ကပြောတယ်ဟုတ်တယ်ဆိုတော့ထားပါတော့အခုအနေအထားတော့သူတို့ဟိုဆက်ပြီးတော့ခြိတက်နေတော့မယ်ထိတ်ဆုံးက El Hilal နဲ့လည်းတမှတ်ပဲကွာတယ်အမှန်ဆိုရင်သူတို့အမှတ်ဖြတ်ပြီးတော့4မှတ်လောက်ဖြတ်ပြီးဦးဆောင်ထားတာEl Hilal နဲ့El Hilal နဲ့မတိုင်ရင် LA နဲ့ပွဲမှာသူတို့သွားရှုံးတယ်ဟိုဘက်အနီဒီဘက်အနီနဲ့သူတို့သွားရှုံးတယ်ရှုံးပြီးနောက်ပွဲမှာ El Hilal ကို 3-1 နဲ့သူတို့ထပ်ရှုံးတယ်10ယောက်17ယောက်နဲ့အဲ့နှစ်ပွဲရှုံးလိုက်တဲ့အခါကျတော့ El Hilal ကပြန်ကြော်တက်သွားတာပြန်တက်သွားတယ်အခုတော့ El Hilal ကအမှတ်50ဒီ Al Nassr က49မှတ်နဲ့ဒါသူတို့အကျိတ်နဲ့သွားနေဒီနှစ်ကတော်တော်လေးအခြေအနေကောင်းတယ်အဲ့မှာမှအခု El Hilal ကအခုဘန်ဇီမာကိုကောက်ခေါ်လိုက်တဲ့ကိစ္စတော့ရိုနယ်ဒိုဟိုပောက်ခွဲတဲ့ပြဿနာတွေလည်းကြားမှာပေါ့ထားပါတော့အဲ့ဒီဟာအကြောင်းလည်းပြောကြတာမဟုတ်တော့ဆိုတော့ဟိုဒီနှစ်ကသူတို့အခြေအနေကောင်းတယ်ဒီဖြစ်နိုင်ခြေအများကြီးရှိတယ်ပေါ့နော်သူတို့ဆက်သွားနေတယ်ဟုတ်ပြောကြတာရိုနယ်ဒိုရဲ့ဂိုးတွေပေါ့နော်ဂိုးကတော့အခုချိန်ထိမယုံနိုင်ကြပဲနောက်တစ်ခုက sorry pro league နဲ့ပတ်သက်ပြီးတော့ပြောကြတာဟိုထင်သလောက်တော့မလွယ်ဘူး major league ထက်ပိုပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အသင်းတွေကအင်အားပိုတောင့်တင်းနေပေါ့နော်ဆိုတော့ဒါလည်းဟိုမက်ဆီရိုနယ်ဒိုကိုနှိုင်းရှင်တာမဟုတ်ပြိုင်တာမဟုတ်အခြေအနေအမှန်ဝဲပြောတာနော်ဒီမက်ဆီရဲ့အင်တာမိုင်မီထက်ဒီရိုနယ်ဒိုတို့ဒီsorry El Nassr ကပိုပြီးတော့အင်အားတောင့်တယ်လို့ Major League ထက်ဒီ sorry Pro League ကပိုပြီးအင်အားတောင့်တယ်အမှန်တိုင်းပြောရတော့ Major League ကစနစ်တကျသွားနေတယ် league ပြိုင်ပွဲသူ့တန်ဖိုးနဲ့သူသွားနေတယ် sorry Pro League ကနည်းနည်းတော့ဝိုးနိုင်ဆန်တယ်အခုအရန်မြင့်နေတယ်ဘယ်ချင်းပြိုကျသွားမလဲကျွန်တော်တို့မသိဘူးဆိုတော့အဲ့လိုအနေထားမျိုးတော့ရှိတယ်ပေါ့နော်ဒါပါတော့ပြောချင်တာက league ကဂိုးသွင်းမှုအလောက်မလွယ်လောက်ခက်တယ်ခက်ပြီးတော့ဒီထိတ်တန်းဆိုတဲ့ကစားသမားတွေလည်းဟို Mahrez တို့လည်းထိတ်တန်းအဆင့်ကနေသွားကစားတာပဲ Firmino လည်း Liverpool ကနေသွားကစားခဲ့တာပဲเนาะ
ဘန်ဇီမာတို့ဆိုလဲဘလန်တော့ရပြီလို့သိမကြောက်ရောက်သွားတာပဲဒါပေမဲ့ထင်သလောက်တော့မလွယ်ဘူးမလွယ်တဲ့အခါကျတော့သူရနေတဲ့ကိုးတွေကခက်လွယ်လွယ်တော့မဟုတ်ဘူးဒါတော့သိကြတယ်နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကရိုနယ်ဒိုကိုးတစ်ထောင်ပြည့်ဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ထင်ခဲ့ဘူးတယ်ဘာလို့ထင်လဲဆိုတော့လိပြန်ပွဲကခက်လို့သူထင်သလောက်ကိုးတွေတိုင်းတိုင်းသွင်းနေတာမဟုတ်ဘူးအမှန်တော့သူကရောက်လေရမှာ Manchester United မှာ Juventus မှာ Real Madrid မှာသူကကိုးတွေသွင်းနေသူပဲဆိုတော့ဒီရောက်တော့သူကကိုးတွေကတော့သွင်းလုံးပဲဆိုတဲ့ခါကျတော့အခုဆိုဖြစ်လာမှာလို့ကျွန်တော်ကြည့်လို့ရတဲ့အနေထားရောက်လာပြီဆိုတော့ဒီ Morians နဲ့ပွဲမှာစပြီးတော့ professional ကိုထွက်ခဲ့တဲ့ခြားတိတ်လေးအသက်က16 19မနူးမနဲ့အရွယ်လေးကနေပြီးတော့အခုကိုးတစ်ထောင်ပြည့်ဖို့အိမ်မက်မက်လို့ရတဲ့ကစားသမားဖြစ်လာပြီလက်ရှိမက်ဆီက900မပြည့်သေးဘူးပြည့်ခံနေပြီမက်ဆီကရိုနယ်ဒိုတက်နှစ်နှစ်ငယ်တယ်ပေါ့နော်ဒါပေမဲ့နားကျင်အထူတော့ဖြစ်သွားမှာတိတ်မကွာတော့ဘူးဘာကြောင့်လဲဆိုတော့မက်ဆီလည်းသူကစားကျင်နေဆိုပြီးနောက်2နှစ်3နှစ်သူ scale နဲ့သူကျွမ်းကျင်မှုနဲ့သူပါရမီနဲ့ AC ကစားလို့ရတယ်လို့ရိုနယ်ဒိုလည်းသူကစားကျင်သူ့ရဲ့ပါရမီရောသူ့ရဲ့ physical shape ရအောင်သူနာကစားလို့ရသေးတယ်ဒါပေမဲ့ World Cup အပြီးနောက်နှစ်ဆိုရင်သူမို့ဒီ2029 28လောက်အထိဆိုရင်အဲ့ဒါတော့နှစ်ယောက်ဆုံးရဲ့နေဝင်ချင်းဖြစ်လာမယ်လို့ထင်တယ်ထားပါတော့နှစ်ယောက်လုံးကဒါအရန်ဩဇာကြီးတဲ့ကစားသမားတွေတယောက်က900နီးပါးတယောက်က9000နီးပါးဆိုတော့ပုံစံမျိုးတွေ့ရတယ်အခုရိုနယ်ဒိုကြုံရတဲ့ပြဿနာက2026 World Cup ပေါ့နော်2026 World Cup ဆို FIFA ကရိုနယ်ဒိုပွဲပယ်ခံရတဲ့ကိစ္စသိတယ်ပဲတပွဲပဲပယ်ပေးလိုက်တဲ့အတွက်ဒါ FIFA အကြောင်းပြချက်တွေထုတ်တယ်ကစားသမားဘဝပွဲပေါင်း220ကျော်မှာပထမဆုံးအနီးကပ်ဖြစ်တယ်ရိုနယ်ဒိုရဲ့ attitude ကြောင့်ပါညာဆိုတကယ်တော့ရိုနယ်ဒိုတို့လိုကစားသမားတွေပွဲတကယ်သာ3ပွဲပယ်ခံရင် World Cup 2ပွဲလွတ်ရင်ပြန်ပွဲ image တွေထိခိုက်တယ်နီးပြအနေနဲ့လည်းအဲ့လိုမျိုးကြတော့ရိုနယ်ဒိုခေါ်လာဖို့ဆိုတာကနည်းနည်းလေးဟိုအခုတည်းကလက်ညှိုးထိုးခြင်းတယ်ဆိုရှိနေတာဟုတ်ဘာကြောင့်လဲဘာကြောင့်ရှိလဲဆိုတော့ Portuguese ပြည်သက်တွေတဲမှာဟုတ်ရိုနယ်ဒို GOAT အဖြစ်သတ်မှတ်ပါတယ်ဒါပေမဲ့2026မှာတော့ Ramos ကိုတိုက်စစ်တင်ပြီးတော့ကစားတော့ပိုလိုညနေဆိုပြည်သက်တွေစစ်တမ်းတွေကလည်းရှိတယ်ဟိုခုချိန်ဒီကျွန်တော် Ebola ကမဲကောက်တော့ Ronaldo ကပွဲထွက်တင်ပါတယ်လို့ဟိုစစ်ဟိုရာခိုင်နှုန်းကအများလုံးပဲဒါပေမဲ့ဟိုတုန်းကလို့100-0မဟုတ်တော့90-10မဟုတ်တော့ Ronaldo က59ရာခိုင်နှုန်း Ramos ပွဲထွက်ခဲ့နဲ့ရတဲ့နဲ့ဆိုတာက43ရာခိုင်နှုန်းဆိုတဲ့ဟာမျိုးဖြစ်လာပြီပေါ့နော်ဒါမျိုးဖြစ်တဲ့အခါကျတော့နှစ်ပွဲစားသုံးပွဲအပြည့်သာပဲခံရမယ်ဆိုရင်ဆိုတဲ့ပြဿနာမျိုးဒါနိုင်မဲ့ FIFA အဲ့ကိစ္စမှာ Ronaldo တပွဲပဲခံရလေ Messi နဲ့ Ronaldo ပါမှအမေရိကဒီ2026 World Cup ကြီးကကြီးကျယ်ခမ်းနားတဲ့တကယ် great ပွဲတော်ကြီးဖြစ်မှာဆိုတဲ့အခါကျတော့သူလမ်းရှင်းပေးတယ်ပေါ့လေဆိုတော့ Ronaldo တော့ကစားတော့မယ်ဆိုတော့ဘာပြောလူတယောက်ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့အလုပ်ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့နေတိုင်းဒီ training ဆင်းရတာအားသားသမားတွေသိပါတယ်ဘောလုံးရလုံးမှာမဟုတ်ဘောလီဘောဖြစ်ပိုက်ကျော်ချင်းဖြစ်ပြင်းလဲလုံးမပြင်းလဲလုံးစိတ်ပါလဲလုံးစိတ်မပါလဲလုံးကိစ္စတွေရှိလဲဖြတ်ဒီဟာကိုလုံးတစ်ခါလေကြာရင်ဟိုမိသားစုတွေကဟိုဘလို့ကိစ္စမျိုးအားတွေရှော့ဘောလုံးပဲကစားဆိုတဲ့အလုပ်ကိုနှစ်ပေါင်းများစွာကစားပြီးတော့နှစ်ပေါင်းများစွာဂိုးတွေဇက်တိုက်သွင်းနေမရက်တက်နိုင်သေးတဲ့ကစားသမားတစ်ယောက်နော်ဆိုတော့ဟိုပြောသလိုပေါ့manage နဲ့ဒီကိုတို့က Ronaldo ရဲ့ Portuguese အသင်းမှာဆိုစီနီယာတွေ Ronaldo ၄ဆင့်အသင်းရောက်လာတော့သူတို့နှစ်ယောက်က Ronaldo ထိန်းရတာ Portuguese မှာသူတို့ကဟိုဖြစ်ပြီးရတာ manage ဆိုတော့ Chelsea ကစားသမားဟောင်းဒီကိုလည်း Chelsea Barcelona နော် Porto ကစားသမားဟောင်းနော် manage ကလည်းဒီ Jose Mourinho နဲ့ UCL ယူခဲ့တဲ့ကစားသမားတွေပေါ့အဲ့အုပ်စုပေါ့ manage က Ramos ကို40ရာခိုင်နှုန်းကျော်နော်40ရာခိုင်နှုန်းကနေပြီးတော့ထောက်ခံကြတယ်အကြောင်းပြချက်လည်းခိုင်လုံးတယ်မှန်တယ်ဒါပေမဲ့ကျွန်တော်က60ရာခိုင်နှုန်းဘက်က Ronaldo ပဲပွဲထွက်ခွင့်ရတယ်တယ် Ronaldo ရှိနေခြင်းကပြိုင်ဘက်ခံစစ်ကစားသမားတွေက Ronaldo အပေါ်မှာလေးစားမှု Ronaldo အပေါ်ကြောက်ရွံ့မှုတွေကြောင့်တယောက်ပိုလူထပ်ပြီးတော့ကာကွယ်တာမျိုးတွေရှိတတ်တယ်အဲ့ခါကျရင် Portugal မှာဒီ Bruno Fernandes တို့လိုတခြားဒီ Vitinha တို့လိုကျေပွင့်ကစားသမားတွေအတွက်အပေါက်တွေပိုးချောင်းပဲတခြားအသင်းထက် Portugal လိုကျေပွင့်နေများတဲ့အသင်းမှာ Ronaldo ရှိနေတာကပို့ပြီးတော့အဆင်ပြေတယ်ဆိုမှ manage ကတော့ပြောတယ်အဲ့တော့ဒါထားပါတော့နောက်ဆုံးတော့ဒါ Ronaldo 2026
World Cup ကိုသွားမယ်ကမ္ဘာလက်ရွေးစင်အတင်းရဲ့သွင်းဂိုးတွေလည်းပါလာမယ် Saudi Pro League ရဲ့သွင်းဂိုးတွေလည်းပါလာမယ်ဆိုတော့ Ronaldo ကြီးကို1000ပြည့်သွားမယ်ပေါ့နော်ဆိုတော့ဒါကတော့ Ronaldo ရဲ့ဒီပထမဆုံး career goal ကနေပြီးတော့ကို1000စီကိုသွားနေတဲ့ခီးလန်းနဲ့ပတ်သက်ပြီးတော့30တင်ဆက်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်